မင်္ဂလာပါတာလီစောပါကဲဒီငါကတော့ကျွန်တော်တို့ရခိုင်ခေါ်နေကတော့ငရလို့ခေါ်ပါတယ်ဗမာခေါ်နေကတော့ကျွန်တော်လည်းသိမသိလို့အိမ်သားတယောက်မေးကြည့်တော့သူကငပြက်လို့တော့ပြောပါတယ်ခင်ဗျာဟုတ်လားတော့မသိဘူးတင်လည်းဝင်မှန်းကြည့်ကြပါတော့ဒါငပြက်ဟုတ်ပါတယ်ကျွန်တော်ကခေါင်းလေးကိုဖြတ်ပြီးတော့အချီးတွေတစ်ခါထုတ်လိုက်ပါတယ်ตัวလည်းအချီရတော့ခါတယ်ပေါ့နော်ဒါတော့အဲ့အသေးလေးတွေကတော့တခါတည်းဆွတ်ဝေးပြတာပေါ့ပြီးရေးဆေးမယ်ရေးဆေးပြီးကျွန်တော်စားနဲ့20လောက်ကိုပြန်ပြီးတော့ဆေးပါမယ်အဲ့စားနဲ့ဆေးတဲ့အချိန်ကျရင်ကျွန်တော်အကြီးခွင်တွေပေါ့တခါတည်းထွက်မှာပေါ့နော်အကြီးခွင်လည်းအကြီးတော့မဟုတ်ဘူးတေးလေးတွေပါပဲသူငါရဲ့အကြီးခွင်တွေကတော့ဟုတ်ကဲ့ဇုံကတော့ဖွေးလာပြီပြီးကျွန်တော်တို့အဲ့အမီးလေးတွေပေါ့နော်အဲ့အမီးလေးတော့ညှက်လိုက်မယ်အမြင်နဲ့မကောင်းဘူးပေါ့နော်ပြီးကျွန်တော်ဒီငါ့ကိုဘယ်လိုချက်စားမလဲဆိုတော့ဒီကောင်ပင်းစင်းအုပ်ပြီးတော့ပေါ့နော်အိုးကလေးချက်စားမှာဖြစ်ပါတယ်ငရုတ်သီးလေးအစိမ်းကိုပိုင်းပြီးတော့ချိုးပြီးတော့ထည့်မယ်โอเคပေါင်းတဲ့ပစ္စည်းတွေကိုတော့ကျွန်တော်တော့မရလိုက်ဘူးပေါ့နော်ဒါပေမဲ့ဒီမှာပေါင်းတဲ့ပစ္စည်းကတော့ကြက်သွန်ဖြူပြီးရင်ရုပ်သီးစိမ်းပေါ့ဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်ဒီဟင်းချက်တာမှာတော့စီမပါဘူးနော်ကျွန်တော်စီမပါဘူးအိုးကလေးပဲချက်တာဆိုတော့ဟုတ်ကဲ့တချို့တော့ပြောမှာပေါ့နော်အဲငါးတွေချက်စီမပါဘူးဆိုရင်နည်းနည်းဟောဖြစ်မှာပေါ့နော်ဆိုတော့မဖြစ်ပါဘူးသူကလည်းသူအနေကတော့ဒီကြက်သွန်တော့အချင်းတော့ပါလို့ဆိုတော့သူအနေကသူတည်တော့ဟိုကကျွန်တော်ပင်စင်းလေးအုပ်လိုက်ပါနော်ဒီကောင်လေးအိုးကက်ပြီးတော့ချက်မှာကိုစဟင်းဘူးတဘူးတော့ရပါပြီငါအိုးကက်လေးပေါ့နော်ဟုတ်ဟိုကြည့်ရှုပေးတဲ့တော့လဲကျေးဇူးအများကြီးတင်ပါတယ်